ဒီဘုန်းကြီးမဂ္ဂင်ရှိပွားနဲ့ပတ်သက်ပြီးတော့ထပ်တော့နည်းနည်းလေးရှင်းနေပါတယ်နော်ထပ်ရှင်းနေတယ်ဆိုတော့ဒီမဂ္ဂင်ရှိပွားမှာလောကီမဂ္ဂင်နဲ့လောကုတ္တရာမဂ္ဂင်ဆိုပြီးတော့မဂ္ဂင်နှစ်မျိုးခွဲထားပါတယ်အဲ့တော့လောကီယမဂ္ဂင်နဲ့လောကုတ္တရာမဂ္ဂင်ရှိပွားကျင့်စဉ်တရားကိုပွားရမယ်ဆိုတော့လောကီမဂ္ဂင်နဲ့လောကုတ္တရာမဂ္ဂင်နှစ်မျိုးရှိတဲ့အလက်ကဘယ်မဂ္ဂင်တရားတွေကိုမိမိတို့ကပွားရမှာလဲအဲ့ဒါနဲ့ပတ်သက်ပြီးတော့ခွန်ကြီးတို့မူလဗန္နတအထက်ကရာနော်မူလဗန္နတအထက်ကရာဒုတိယအတွက်ဇာမျက်နှာ165မှာဖွင့်ဆိုထားပါတယ်နော်အယံလောကိယောအယံလကုံတရောတိအရိယအဋ္ဌိကိကဘက္ခယထာဗုဒ္ဓနာပါဇာနာတိအဇာနတလောကိယမိခေအပိနိဝိတိတဝလောကုတ္တရနိဗ္ဗာတိတောနတ္တကောတိဤကလောကိယမဂ္ဂင်ဤကလောကုတ္တရမဂ္ဂင်လို့ခွဲခြားပြီးမသိဘူးမသိတဲ့အတွက်ဖြူစင်မြင့်မြတ်နေတဲ့ဒီမဂ္ဂင်7ပါးကိုလောကီလောကုတ္တရခွဲခြားမသိတဲ့အတွက်လောကိယမဂ္ဂင်အပိနိဝိတိတဝလောကုတ္တရနိဗ္ဗာတိတောနတ္တကောတိလောကီမဂ္ဂင်ကိုနှလုံးသွင်းရှုပွားပြီးတော့လောကုတ္တရမဂ္ဂင်ကိုဖြစ်စေဖို့ရန်အတွက်မစွမ်းနိုင်ဘူးဆိုပြီးဒီလိုဖော်ပြထားတယ်။ပွားရမှာကလောကီမဂ္ဂင်ကိုပွားရမယ်။လောကုတ္တရမဂ္ဂင်ကိုပွားရမှာမဟုတ်ဘူး။အဲဒီတော့ဒီနေရာမှာမဟာသတိပဋ္ဌာန်သုတ်တံအထက်ကရာမှာဖွင့်ဆိုထားတဲ့ရှင်းရှင်းမထေရကြီးတွေရဲ့ဆွေးနွေးပွဲလေးတစ်ခုကိုပြောပြမယ်နော်။ဒီပိဋကသုလနာကမထေဆိုတာကပိဋကသုံးပုံကိုနှုတ်ကိုဆောင်းနေတဲ့ဆရာသမားတို့ဖြစ်ပါတယ်။ဒီပိဋကသုလသုံးပုံမထေဆိုတာကတော့ဒီပိဋကသုလနာကမထေရဲ့တစ်ဖက်သူလည်းတစ်ဖက်ကလည်းပိဋကသုံးပုံကိုနှုတ်ကိုဆောင်းတယ်။ဆောင်းလိုက်တဲ့အချိန်ကကျတော့ဒီသတိပဋ္ဌာန်ကျင့်စဉ်မှာဖော်ပြထားတဲ့မဂ္ဂင်ဆိုတာရှိတယ်။သတိပဋ္ဌာန်မဟာသတိပဋ္ဌာန်သုတ်တံဒီတန်းလေးမှာဘုရားရှင်ကဘယ်လိုဒီတန်းပြောထားလဲ။ဧကယနောယံဘိခွေမေကောတတ္တနာဝိသုဒ္ဓိယသောကပရိဒီဝါနတမတိကမာယဒုက္ခဒေါမနတနာအဋ္ဌင်္ဂမယညာသတိကမယနိဗ္ဗာန်တသစ္စေကရိယာယယတိတံသတ္တရောတတိပဋ္ဌာနာဘိခွေစေတယံတို့ယတိတံသတ္တရောတတိပဋ္ဌာနာအကျဉ်တတိပဋ္ဌာန်၄ပါးတို့သည်တန်တိရှိကြလေကုန်၏အယံဤတတိပဋ္ဌာန်၄ပါးဒီဟုသောရှင်းစဉ်သည်ကဧကယနောမေကောတကြောင့်ဒီသောမဂ္ဂင်လမ်းပါပေ၏လမ်းတကြောင့်ဒီသောလမ်းဖြစ်တယ်ဘာအတွက်လဲသတ္တနာဝိသောနိယသတ္တနာတတ္တဝါတို့၏ဝိသောတိယကိလေသာအငြိကျဲကင်းစင်ခြင်းဟာဒုက္ခဒေါမနတနာကိုယ်ဆင်းရဲခြင်းဒုက္ခစိတ်ဆင်းရဲခြင်းဒေါမနတတရားတို့ကဒေါမနတတရားတို့၏အထင်ကမယချုပ်ငြိမ်းခြင်းဟာသောကပရိနိဝါနသောကပရိနိဝါနဆိုရခြင်းသောကငိုခြင်းပြီးတဲ့အခြင်းပရိနိဝါတရားတို့ကိုသမတိကမာယကောင်းစွာကြော်လွတ်လွန်မြောက်၍သာခြင်းဟာဒုက္ခဒေါမနတနာကိုစိရခြင်းဒုက္ခစိတ်ရခြင်းဒေါမနတတရားတို့၏အတ္တိကမာယချုပ်ငြိမ်းခြင်းဟာညာယတာအရိယာမေညာကိုအတ္တိကမာယထိုတွင်သိမြင်ခြင်းဟာနိဗ္ဗာန်တနိဗ္ဗာန်ကိုသစ္စေကရိယာယမျက်မှောက်ပြုခြင်းဟာဧကယနောမေကောတကြောင့်ဤသောလမ်းပါပေတည်းအကြောင်းဒီတော့မဂ္ဂင်လမ်းဖြစ်တယ်ဆိုပြီးဒီလိုဟောထားတယ်နော်သတိပဋ္ဌာန်တရား၄ပါးဆိုတဲ့မဂ္ဂင်7ပါးအတူတူပဲနော်ဝဲတယ်လို့မထင်နဲ့အတူတူပဲနောက်ပိုင်းမှာမြတ်စွာဘုရားဓမ္မနုပါဒနာသတိပဋ္ဌာန်ဘိုင်းမှာသစ္စာ၄ပါးထပ်ဟောထားပါတယ်အဲ့ဒီမှာမဂ္ဂင်7ပါးကိုလည်းမြတ်စွာဘုရားထပ်ပြီးတော့ရှင်းလင်းတင်ပြထားပါတယ်အဲ့ဒီတော့ဒီနေရာမှာပြောခြင်းတဲ့အဓိပ္ပာယ်ကသတိပဋ္ဌာန်ကျင့်စဉ်လို့ခေါ်ဆိုအပ်တဲ့မဂ္ဂင်7ပါးကျင့်စဉ်လမ်းတရားရှိတယ်အဲ့ဒါကဧကယနအကြောင်းဒီသောလမ်းမယ်နိဗ္ဗာန်ကိုသွားခြင်းဒီလမ်းကလွှဲပြီးတခြားလမ်းမရှိဘူးနိဗ္ဗာန်သွားတဲ့လမ်းဟာဘယ်နှလမ်းရှိလဲတစ်လမ်းနဲ့ပဲရှိတယ်ခေတ်ကတော့အများနားလည်နေတာကသူလည်းသူနည်းသူဟန်နဲ့သူကျင့်နိဗ္ဗာန်ရတာပဲကိုနည်းကိုလည်းကိုနည်းကိုဟန်နဲ့ကိုကျင့်နိဗ္ဗာန်ရတာပဲဒီလိုနားလည်ကြတယ်နော်အဲ့ဒါတော့ဒီနေ့ဒီငွေကြီးတွေပရိသတ်ဆင်ခြင်ဖို့တော့လုပ်တယ်နိဗ္ဗာန်သွားတဲ့လမ်းကဘယ်နှလမ်းရှိလဲတစ်လမ်းပဲရှိတယ်နော်သတိပဋ္ဌာန်၄ပါးဆိုတဲ့ကျင့်စဉ်လမ်းပဲရှိတယ်ဒီမဂ္ဂင်7ပါးဆိုတာလည်းသတိပဋ္ဌာန်၄ပါးကိုကျင့်တာပဲနော်အဲ့တော့ကျင့်လိုက်တဲ့အချိန်ခါမှာတကြောင်ဒီသောလမ်းဖြစ်တော့အဲ့ဒီတကြောင်ဒီသောလမ်းမှာတကြောင်ဒီသောမဂ္ဂင်လမ်းဆိုတာလောကီလမ်းလောကုတ္တရာလမ်းဆိုပြီးတော့ဆရာတစ်ပည့်တွေဆွေးနွေးကြတယ်ပုဗ္ဗဘာကသတိပဋ္ဌာန်မဲ့ဆိုပြီးတော့ဒီလိုဆွေးနွေးတယ်သတိပဋ္ဌာန်ကျင့်စဉ်မှာဖော်ပြနေတဲ့မဂ္ဂင်7ပါးကျင့်စဉ်တရားဟာသတိပဋ္ဌာန်သုတ်တံမှာဖော်ပြနေတဲ့မဂ္ဂင်7ပါးကျင့်စဉ်တရားဟာပုဗ္ဗဘာကသတိပဋ္ဌာန်မဲ့လားသို့မဟုတ်မိတ္တကမဲ့လားဆိုပြီးဒီလိုဖော်ပြတယ်
ဆွေးနွေးကြတယ်ဘုံဘာဘာကသတိပဋ္ဌာန်မဲ့ဆိုတာကအရိယာမဲ့ဤရှေ့အဖို့နဲ့ဖြစ်ခြင်းအပ်တဲ့မတရားမဂ္ဂင်လားမဂ္ဂင်7ပါးအဲ့ဒါကိုဘုံဘာဘာကသတိပဋ္ဌာန်မဲ့လို့ခေါ်တယ်ဘုံဘာကရှေ့ဘုံဘာဘာကရှေ့အဖို့ဘာရှေ့ဖို့လဲလို့မေးတော့အရိယာမဲ့မဆိုင်မီရှေ့အဖို့မှာကျင့်ရမဲ့မဂ္ဂင်7ပါးအဲ့ဒီ7ပါးလားသို့မဟုတ်မိတ္တကမဲ့လားမိတ္တကဆိုတာကလောကီမဂ္ဂင်နဲ့လောကုတ္တရာမဂ္ဂင်နှစ်ခုရောထားတာလားဆိုပြီးဒီလိုဆွေးနွေးကြတယ်ဆွေးနွေးလိုက်တဲ့အချိန်ကမှဆရာဖြစ်တော်မူတဲ့ဣမိကသုလနာကမထေကဗိဒကမဲ့လောကီမဲ့ကောလောကုတ္တရာမဲ့ကောနှစ်ခုလုံးပါတယ်ဆိုပြီးတော့ပြောတယ်။ဒါပဲလုံးတဲ့ဣမိကသုလသုမမထေကအရှင်ဘုရားဗိဒကမဲ့နှစ်ခုလုံးရောနေတဲ့အရိယာမဲ့မဟုတ်မက်ခင်မဟုတ်ပါဘူး။ဘုံဘဘာကတိပ္ပဏမဲ့အရိယာမဲ့ရဲ့ရှေ့ဖို့မှာဖြစ်ကျင်ရမယ်။အရိယာမဲ့မဆိုင်မီဖြစ်ကျင်ရမယ်လောကီယမဲ့ခင်သာဖြစ်ပါတယ်ဆိုပြီးရှင်းလင်းတင်ပြတယ်။ဆရာကမိဒကမဲ့ပဲပြောတယ်။ဆရာကထက်ကပြောနေတာဒီဘက်ကထက်ကတော့မပြောတော့ဘူး။မပြောတော့ဆရာသမားလုပ်တဲ့ပုဂ္ဂိုလ်ကစဉ်းစားတယ်ဒီကောင်ကဘာဖြစ်လို့ဒီလိုပြောပါလဲ။အဲ့ဒါနဲ့တော့မဟာသီရိပဏတုံကြီးလျှောက်ရွတ်လိုက်တယ်အဆုံးရောက်ပါ။အဆုံးရောက်တဲ့အခါကျတော့မှဘာသွားတွေ့လဲ။ဒီမငယ်ရှင်ဒီသတိပဋ္ဌာန်ကျင့်တဲ့ကောင်ငါပြဟောတဲ့အတိုင်းအများဆုံး9နှစ်အနည်းဆုံး9ရက်ကျင့်မယ်ဆိုရင်အနာဂတ်မဉ္ဇဉ်ဘုံညာတော်၎င်းအရဟတမဉ္ဇဉ်ဘုံညာတော်၎င်းရရှိနိုင်ပါတယ်ဆိုတဲ့ဒီကုန်းချုပ်တရားသွားတွေ့တယ်။တွေ့လိုက်တော့ဆရာကသွားပြီးသတိရတယ်။ဒီမှာကသတိပဋ္ဌာန်ကျင့်စဉ်ကိုဘုရားက9နှစ်အများဆုံးထားပြီးတော့9ရက်ကျင့်ပါဆိုပြီးပြောနေတယ်။အရိယာမက်တို့ရဲ့သဘောကတစ်ချိန်ပဲဖြစ်တယ်။9ရက်ဖြစ်လို့လည်းမရဘူး။9နှစ်ဖြစ်လို့လည်းမရဘူး။ဒါကြောင့်ဒီဥစ္စာကတတိပုံမှန်ဘာကသတိပဋ္ဌာန်မဲ့အရိယာမဲ့မဆိုင်မီရှင်းပိုင်းမှာဖြစ်ကျင်ရတဲ့လောကီမက်ခင်ကိုပြောလို့ရင်ဖြစ်တယ်ဆိုတာအဲ့ဒီမှာဆရာကဆုံးဖြတ်ချက်ချပြီးသွားဝန်ခံလိုက်ပါတယ်နော်။ဒါကြောင့်ဆိုလိုတာကအရိယာမဲ့တရားတို့ကသောတပတိမဲ့ဆိုလည်းဒီချိန်ပဲဖြစ်တယ်။သက္ကတဂမိမဲ့ဆိုလည်းဒီချိန်ပဲဖြစ်တယ်။အနာဂမိမဲ့ဆိုလည်းဒီချိန်ပဲဖြစ်တယ်။အရဟတမက်ကလည်းဒီချိန်ပဲဖြစ်တယ်။ဖြစ်ပြီးနောက်ထပ်ဖြစ်ဖို့မလိုဘူး။ဘာကြောင့်လဲ။ဉာဏ်မင်းတမင်ကိုဓာတ်ထက်နဲ့ခုတ်လိုက်တော့ပိုင်းပိုင်းပြတ်သွားပြီဆိုရင်နောက်ထပ်ပြီးခုတ်နေဖို့လိုသေးလားအရိယာမက်ကလည်းဒီလိုပဲနိဗ္ဗာန်ကိုအာယုလှမ်းယူလိုက်တဲ့အချိန်ကမှမိမိနဲ့သက်ဆိုင်တဲ့ကိလေသာတွေကိုပယ်တတ်လိုက်တဲ့အကျွမ်းဉာဏ်မရှိကိုယ်စီအောင်တစ်ချက်ချင်းနဲ့ပယ်တတ်လိုက်တာအကျွမ်းဉာဏ်မရှိကိုယ်စီအောင်ပယ်တတ်ပြီးမှနောက်ထပ်ပြီးပယ်နေဖို့လိုသေးလားမလိုတော့ဘူးသူ့လုပ်ငန်းကိစ္စကိုသူကဒီချိန်နဲ့ပြည့်စည်အောင်ရွတ်ဆောင်နိုင်တဲ့အတွက်ဒီချိန်ပဲဖြစ်ကိုဒီမှာ9နှစ်လောက်ပွားရမယ်9ရက်လောက်ပွားရမယ်9လပွားရမယ်စသဖြင့်ဒီလိုဘုရားဟောနေတာကဘယ်လိုမှအရိယာမက်တော့မဟုတ်တော့ဘူးဆိုတာသူကသဘောပေါက်ပါတယ်နော်အဲဒါကြောင့်လောကီသတိပဋ္ဌာန်မက်ကိုပွားများအထုတ်ကြရမှာဖြစ်ပါတယ်လောကီသတိပဋ္ဌာန်မက်ကိုပွားများအထုတ်တဲ့အပိုင်းမှာနံပါတ်1ကသမ္မာဒိဋ္ဌိသမ္မာဒိဋ္ဌိမှာ၄မျိုးနော်ဒုက္ခသစ္စာကိုသိနေတဲ့ဉာဏ်သည်သမ္မာဒိဋ္ဌိသမုဒယသစ္စာကိုသိတဲ့ဉာဏ်သည်သမ္မာဒိဋ္ဌိនិရောဓသစ္စာကိုသိနေတဲ့ဉာဏ်သည်သမ္မာဒိဋ္ဌိဒုက္ခချုပ်ရនិရောဓနိဗ္ဗာန်သို့ရောက်ကြောင်းပြည့်စုံလို့ခေါ်ဆိုအပ်တဲ့မဂ္ဂသစ္စာကိုသိနေတဲ့ဉာဏ်သည်သမ္မာဒိဋ္ဌိပေါင်းလိုက်တော့သမ္မာဒိဋ္ဌိဘယ်နှမျိုးလဲဒုက္ခသစ္စာကဘာကိုဒုက္ခသစ္စာခေါ်လဲအတိတ်နာဂပစ္စုပန်အစ္ဆဒပရိဒစတဲ့တစ်မျိုးသောအထင်အမြင်တည်နေတဲ့ဥပါဒဏ်နဲ့ခန္ဓာ၅ပါးသည်ဒုက္ခသစ္စာအဲ့ဒီဒုက္ခသစ္စာကိုသိတဲ့ဉာဏ်သည်သမ္မာဒိဋ္ဌိနော်ဒါလောကီပိုင်းနော်အဲ့တော့အဲ့ဒီလောကီပိုင်းမှာထပ်ပြီးခွဲမယ်ဆိုလို့ရှိရင်တော့လောကီပိုင်းကနှစ်ပိုင်းခွဲသွားတယ်သမထပိုင်းဝိပဿနာပိုင်းသမထပိုင်းမှာလည်းဒီမဂ္ဂင်၈ပါးရှိပါတယ်ဝိပဿနာပိုင်းမှာလည်းဒီမဂ္ဂင်၈ပါးကရှိနေတယ်နော်